ရွှေကိုရောင်နှင့်ပုတ်စော်နံသောခံတွင်ကျွန်ုပ်တို့ဟာကိုယ့်ရဲ့အပြောဆိုနှုတ်ထွက်စကားတွေကဘလောက်ထိကြောက်စရာကောင်းတဲ့အကျိုးပေးမျိုးရှိနိုင်မလဲဆိုတာတွေးဘူးကြပါသလားဒီနေ့မှာတော့မြတ်ဗုဒ္ဓလက်ထက်တော်ကဖြစ်ရမှန်ဇလန်းလေးတစ်ခုကိုပြောပြချင်ပါတယ်ဒါကတော့နတ်သားတမျှလှပတဲ့ကိုယ်ခန္ဓာရှိပေမဲ့ခံတွင်းကတော့အပုပ်နှံတွေထွက်ပြီးလောက်တွေနဲ့ပြည့်နေတဲ့ပြိတ္တာတူအကြောင်းပဲဖြစ်ပါတယ်တခါကအရှင်မောကလန်နဲ့အရှင်သာရိပုတ္တရာတို့ဟာဂိဇကုတ်တောင်ကနေဆင်းလာတဲ့အခါမှာထူးဆန်းတဲ့တတဝါတစ်ခုကိုတွေ့လိုက်ရပါတယ်။သူဟာအဝေးကကြည့်ရင်တော့ရွှေအစင်းလိုဝင်းပနေတဲ့နတ်သားတစ်ပါးလိုပါပဲ။ဒါပေမဲ့အနားကိုရောက်သွားတဲ့အခါမှာတော့တလောကလုံးနန်းစော်သွားရလောက်အောင်ပြင်းထန်တဲ့အပုပ်နှံကြီးကထွက်ပေါ်လာပါတယ်။အနီးကပ်ကြည့်လိုက်တော့မှအဲ့ဒီပြိတ္တာရဲ့ကတွင်းထဲမှာလောက်ကောင်တွေဟာတရွာရွာနဲ့ထွက်နေပြီးသူ့ရဲ့ပါဇက်ကိုသူကိုယ်တိုင်ပြန်စားနေရတာကိုတွေးလိုက်ရပါတယ်။အရှင်မောကလန်ကအချင်းပြိတ္တာသင်ဟာကိုအစင်းကတော့နတ်သားတမျှလှပပါလျက်နဲ့ဘာကြောင့်ကတွင်းကတော့ဒီလောက်တောင်ပုတ်စော်နံပြီးလောက်တွေကျနေရတာလဲလို့မေးမြန်းလိုက်ပါတယ်။ပြိတ္တာကမျက်ရည်တွေနဲ့အခုလိုပြန်ဖြေခဲ့တယ်အရှင်ဖျားတပည့်တော်ဟာအတိတ်ဘဝတုန်းကသာသနာတော်မှာယဟန်တစ်ပါးဖြစ်ခဲ့ပါတယ်။အဲ့ဒီတုန်းကတပည့်တော်ဟာသီလကိုကောင်းကောင်းဆောင်ထိန်ခဲ့လို့အခုလိုရွှေအစင်းရှိတဲ့ကိုယ်ခန္ဓာကိုရတာပါဒါပေမဲ့တပည့်တော်မှာဖြစ်လို့မရတဲ့အကျင့်ဆိုးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ဂုံးတိုက်စကားပြောတာပါပဲ။သူဟာယဟန်ချင်းချင်းကြားမှာတပားနဲ့တပားမသိမြတ်အောင်စိတ်ဝမ်းကွဲအောင်ကွဲရမှာအတင်းပြောတယ်ဂုံးတိုက်တယ်သူတပားရဲ့ဂုံသိက္ခာကိုနှုတ်နဲ့ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီဝစီဒုစရိုက်အဖြစ်ကြောင့်ပဲအခုတော့တပည့်တော်ရဲ့ခတွင်းဟာအပုပ်နှံတွေထွက်ပြီးကို့အသားကိုကိုပြန်စားနေရတဲ့ဒုက္ခကိုခံစားနေရတာပါဖះလို့နောင်တကြီးစွာနဲ့ဖြေကြားခဲ့ပါတယ်ဒီဇလန်းကကျွန်ုပ်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကတော့ရှင်းပါတယ်ကိုကျင့်တီလာကောင်းတာဟာကို့အတွက်အကျိုးရှိစေပေမဲ့နှုတ်ထွက်စကားမစင်ကျင်ရင်တော့အဲ့ဒီကောင်းကျိုးတွေကိုပျက်စီးစေနိုင်ပါတယ်။ဂုံးတိုက်စကားအတင်းဖြင်းစကားဆိုတာပြောတဲ့အချိန်မှာခဏတာအရသာရှိကောင်းရှိနိုင်ပေမဲ့အဲ့ဒီစကားကြောင့်တပားသူမှာဖြစ်သွားတဲ့စိတ်တန်ရာနဲ့ကွဲအပ်မှုတွေဟာပြောသူထံကိုစိုးကျိုးတွေအနေနဲ့ပြန်လာတတ်ပါတယ်။ဒါကြောင့်ရွှေကိုရောင်လိုလှပတဲ့ဘဝမျိုးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်မိမိရဲ့နှုတ်ထွက်စကားကိုလည်းပန်းရင်းနဲ့လိုငွေပြန့်အောင်ထိမ့်သိမ်းကြပါလို့တိုက်တွန်းရင်းဒီနေ့ရဲ့ street talking လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲဝစီတုစရိုက်ကင်းဝေးကြပါစေ။